လူသိမ်းလို့ရတဲ့နယ်မြေမှန်သမျှဟာသူ့နယ်မြေဖြစ်တယ်အဲ့ဒီမြေနယ်မြေတွေခြေပြုပြီးတော့ပြည်နယ်ထူထောင်မယ်ဆိုရက်စိတ်ကူးနဲ့သူကအလံထောင်တာပေါ့ဗျာမန္တလေး PDF နောက် KIA စတဲ့အင်အားစုတွေကသူ့ကိုမကူညီတော့ဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေတယ်အဲ့လိုလက်လို့မပေးရင်လဲရှုံတော့မယ်အနေထားရင်ဆိုင်နေရလို့မိုးကုတ်မိုးမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခုကိုခုခံကာကွယ်ရေးကိစ္စတက်တယ်မဟုတ်ပါဘူးຫນွေဦးတော်လှန်ရေးအဆုံးဖြတ်ပေးမယ်ကိစ္စဖြစ်ပါတယ်ဒီခြေနေကຫນွေဦးတော်လှန်ရေးရှုံးပြီလားဆိုရင်မရှုံးသေးပါဘူးဒါပေမဲ့တားလျှောတဲ့ကိန်းတော်လှန်ရေးရှုံးနေတဲ့ကိန်းရင်ဆိုင်ရနိုင်တယ်ဆိုတော့ဘယ်ပြည်နယ်မှစီရေးရစစ်ကောင်စီကိုပြည်နယ်တစ်ခုတည်းနဲ့တိုက်နိုင်တဲ့အခြေအနေလုံးဝမရှိပါဘူး DNL အနေနဲ့ကျွန်တော်တို့စစ်တပ်ဘက်ကတောင်းနေတဲ့မိုးကုတ်မိုးမိတ်ကိုလက်လွတ်ပေးလိုက်ပါတယ်အဲ့လိုလက်လွတ်မပေးရင်လဲရှုံးတော့မယ်အနေထားရင်ဆိုင်နေရလို့အဲ့လိုအခြေအနေကိုရောက်ရှိသွားတာဟာ DNL ရဲ့မူဝါဒအမှားကြောင့်ဒီကအဖြစ်ဖြစ်ပါတယ်မူဝါဒအမှားကတော့ DNL ဟာကျွန်တော်တို့ဒီဘောကြောင့်မဲနောင်ချိုစတဲ့ရှမ်းမျိုးသားဒေသတွေကိုစီးရသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာစီးရသိမ့်ပိုက်လို့ရတဲ့နယ်မြေမှန်သမျှဟာသူတို့တအားနယ်မြေဖြစ်တယ်ဆိုတဲ့အယူအဆနဲ့အဲ့ဒီဒေသမှာတခြားလုံးနိုင်ငံရေးရာကြီးစိုးလွှမ်းမိုးခဲ့တဲ့ SSPP ဖွဲ့နဲ့ပြည်ပခါတွေဖြစ်ကြတယ်ထိုးကြကြိတ်ကြတယ်အဲ့ဒါလည်းမကဘူးတော့နမ်းခမ်းမဲ့မှာလဲကျွန်တော်တို့ KIA နဲ့တနတ်တမထွက်ရုံတမဲကျွန်တော်တို့ပြည်ပခါတွေဖြစ်တယ်အဲ့လိုဖြစ်ရတဲ့အကြောင်းကပြည်နယ်ရကျင်တဲ့ဆန္ဒသိပ်ပြီးပြင်းပြနေတဲ့တအားဖွဲ့ဟာတကယ်ကတော့ကျွန်တော်တို့အရှိမြောက်ပိုင်းရှမ်းပြည်ဒေသမှာရတဲ့2029အောင်မြင်မှုတွေအရှိန်အဝါကြောင့်ရရှိလာတဲ့စီးအောင်ပွဲတွေမဟာမိတ်တွေရဲ့ပတ်မိုးမှုတွေအဲ့ဒီမဟာမိတ်တွေရဲ့ပတ်မိုးမှုဆိုတာရှမ်းမန်းစစ်စင်ရေးထဲမှာပါနေတယ်အင်အားစုတွေအားလုံးကိုသူကကြောခိုင်းပြီးတော့လူသိမ်းလို့ရတဲ့နယ်မြေမှန်သမျှဟာသူ့နယ်မြေဖြစ်တယ်အဲ့ဒီမြေနယ်မြေတွေခြေပြုပြီးတော့ပြည်နယ်ထူထောင်မယ်ဆိုရက်စိတ်ကူးနဲ့သူကအလံထောင်တာပေါ့ဗျာအဲ့လိုဖြစ်လာတဲ့အခါမှာစစ်ကောင်စီကတောင်ခမ်းကိုအားဖြည့်ပြီးတော့နောင်ချိုကိုသိမ့်ပိုက်ဖို့အတွက်ဘက်နှစ်ဘက်ကနေပြီးတော့စစ်စင်ရေးတွေလှုပ်လာတဲ့အချိန်မှာသူရန်ပြုတ်ခဲ့တဲ့ SSPP နောက်ပြီးတော့မန္တလေး PDF နောက် KIA စတဲ့အင်အားစုတွေကသူ့ကိုမကူညီတော့ဘဲနဲ့ဒီတိုင်းထိုင်ကြည့်နေတယ်နောက်ဆုံးစစ်ကောင်စီကတောင်းလာတဲ့အခါမှာမိုးကုတ်မိုးမိတ်ကိုပေးဖို့ဒီသဘောတူလိုက်ရတဲ့အခြေအနေပါဒါကြောင့်ဒီဖြစ်ရကနေပြီးတော့ဘာသင်ခန်းစာရတယ်လဲဆိုတော့ကျွန်တော်တို့ဗမာပြည်မှာ Federal ပြည်ထောင်စုထူထောင်နိုင်ရေးအတွက်ကျွန်တော်တို့အရေးကြီးတဲ့နိုင်ငံရေးသဘောထားတွေကိုထုတ်ဖော်ကြတဲ့နေရာမှာဗမာလူမျိုးကြီးဝါဒရဲ့ဖိနှိပ်မှုတစ်ခုတည်းချက်မလုံလောက်ဘူးတိုင်းသားလူမျိုးအသီးသီးရဲ့ကိုယ်ဒေသကိုစစ်ကောင်စီကင်းစင်ရေးကိုယ်ဒေသကိုလွတ်မြောက်ရင်ရပြီဆိုရဲကျင်းမြောင်းတဲ့အမျိုးသားရေးအမြင်ကိုပါဆန့်ကျင်တိုက်ဖြစ်ဖို့လိုတယ်ဘယ်ပြည်နယ်မှကျွန်တော်တို့စီရေးရစစ်ကောင်စီကိုပြည်နယ်တစ်ခုတည်းနဲ့တိုက်နိုင်တဲ့အခြေအနေလုံးဝမရှိပါဘူးကျွန်တော်တို့အဲ့လိုသုံးသပ်ပါတယ်အခုကတော့စစ်တပ်ကရန်သူကသိပ်များနေတဲ့အခါမှာ TNL နဲ့တော့ဆရာဆရေးလုံးပါနောက်ပြီးတော့ TNL ကိုအရင်တုန်းကသူပေးထားတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းဒေသပေးတာကိုမြို့နယ်အချို့တော့တိုးချဲ့ပြီးပေးနိုင်ပါတယ်အဲ့ဒီလိုလုပ်ရဟာဘလောက်ရှည်ကြနိုင်တယ်လဲဆိုလို့ရှိရင်သူစိုးမိုးချုပ်ကင်နိုင်မှုပြည်နယ်တစ်ခုပြီးတစ်ခုသိမ့်ပိုက်စိုးမိုးအုပ်ချုပ်လာနိုင်တဲ့အခြေအနေတရားအောက်ရောက်လို့ရှိရင်2008ဖွဲ့စည်းအခြေခံဥပဒေရကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါလိမ့်2008ဖွဲ့စည်းအခြေခံဥပဒေမနာခံတဲ့လက်မခံတဲ့ဒေသတွေတိုင်းသားဒေသတွေတော့စစ်ရင်အားသုံးပြီးတော့အကုန်လုံးပြနိုင်မှာပါအဲ့ဒီကကြတော့အားလုံး88အလွန်ကာလကိုပြန်ရောက်ကြမှာတချို့ကငញ្ញမ်းရေးယူထားမယ်တချို့နေရာတွေမှာကျွန်တော်တို့စစ်ရဆဲထားမယ်သို့တော့သူတို့ဌာနချုပ်တွေနဲ့သူတို့တပ်ချုပ်တွေကတော့ဆက်ရှိပြီးတော့ကြိုးကြားမအောင်မြင်တဲ့တိုက်ပွဲတွေဆက်ပြီးတော့ရှိနေနိုင်ပါတယ်ပြည်တွင်းစစ်ကတော့ဆက်ရှိနေမှာဒါပေမဲ့တိုင်းသားတွေအနေနဲ့စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနောက်ပြီးတော့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
ဖြတ်သိမ်းရေးဆိုတဲ့လုပ်ငန်းစဉ်တွေကအောင်မြင်တော့မှာမဟုတ်ဘူးတစ်ချိန်တည်းမှာ Federal Democracy ထူထောင်ရေးအိမ်မက်လေပြိုကွဲသွားတဲ့အနေအထားတော့ရောက်ရှိပါလိမ့်အဲ့ဒါကိုအချိန်တစ်ခုလုံးကိုခြုံပြီးတော့ကိန်းကနန်းသဘောနဲ့ပြောရလို့ရှိရင်ကျွန်တော်139ခွန်စီလှုပ်ရှားမှုနောက်ပိုင်းမှာနိုင်ငံတကာကအတိမတ်ပြုထားတဲ့အခြေအနေဟာကျွန်တော်တို့စစ်ကောင်ကော်မရှင်ကစိုးမိုးအုပ်ချုပ်ထားတာမြို့ပြတွေနဲ့ကျေးလက်ဒေတာ30%ပဲရှိတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အညာဒေသကခုခံရေးအင်အားစုတွေစိုးမိုးထားတဲ့နယ်မြေက80%ရှိပါတယ်။30-80%ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာစစ်တပ်ပြိုကွဲလို့မဖြစ်ဘူးဆိုတဲ့တရုတ်ရဲ့မှားယွင်းတဲ့ policy နဲ့ကျွန်တော်တို့ပြည်တွင်းရေးကိုဆွတ်ဖက်ပြီးတော့စစ်တပ်ပြိုလဲမတော့သူကတော့ရတဲ့နည်းနဲ့ကူညီမယ်ဆိုပြီးတော့စီရေးနော်စစ်လက်နက်ပစ္စည်းတွေဗန္နာရေးနောက်ပြီးတော့စစ်မှုထမ်းဥပဒေတွေပြဋ္ဌာန်းပြီးတော့လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့သေကောင်ပေါင်းလဲဖြစ်နေတဲ့စစ်ကောင်စီတပ်ဟာပြန်ပြီးကောင်းထောင်ထားတဲ့အခြေအနေရှိတယ်အဲ့ဒီအခြေအနေထဲမှာအထူးသဖြင့်ပြည်နယ်တစ်ခုချင်းအနေနဲ့ပြောရင် TNL လို့ဒေသတွင်းမှာလူမျိုးရေးရပဋိပက္ခတွေနဲ့မိဖက်အင်အားစုတွေကိုရန်ပြုတဲ့အတွက်ရန်လိုတဲ့သဘောထားတွေဖော်ပြလိုက်တဲ့အတွက်စစ်ကောင်စီရဲ့ပြန်လည်ထိုးစစ်ကိုမခံနိုင်မဲနဲ့ဒီနေ့ကာလမှာအရှုံးနဲ့ရင်ဆိုင်ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအခုစစ်တပ်ကပြန်လည်ထိုးစစ်တွေဆင်နွှဲလာတဲ့အောက်မှာအခုအချိုးစားကဘယ်လိုပြောင်းသွားလဲဆိုရင်50-50ဖြစ်တော့ပါစစ်တပ်ကမြို့ပြနဲ့နော်သူ့ရဲ့ကျေးလက်ဒေသ50%နောက်ပြီးတော့တိုင်းသားတော်လိုင်းအင်အားစုတွေက50%50-50အခြေအနေပါဒါကြောင့်ဒီအခြေအနေကနှွေဦးတော်လိုင်းရှုံးပြီလားဆိုရင်မရှုံးသေးပါဘူးဒါပေမဲ့ဒီတိုင်းဆက်ပြီးတော့သွားကြလို့ရှင်ဆိုလိုတာမကြီးမညွတ်နဲ့ကိုရတဲ့နေကိုဟာကိုအာဏာထူထောင်ပြီးတော့အစိုးရဖွဲ့မယ်ဆိုရဲကျင်းမြောင်းတဲ့မျိုးသားရေးစိတ်ကူးနဲ့စစ်ကောင်စီကိုရင်ဆိုင်လို့ရှင်ကျွန်တော်ပြောခဲ့တယ်အခု50-50ကနေပြီးတော့နောက်ပိုင်းတားလျှောတဲ့ကိန်းတော်လန်ရေးရှုံးနေတဲ့ကိန်း88ခုနှစ်ကကြုံဆုံခဲ့ရတဲ့ကံကြမ္မာမျိုးကိုကျွန်တော်တိုင်းပြည်ထပ်ပြီးရင်ဆိုင်ရနိုင်တယ်ဆိုတဲ့အခြေအနေတရားကိုရောက်ရှိသွားပြီလို့ကျွန်တော်သုံးသပ်တယ်ဟုတ်ကဲ့အဲ့တော့နောက်ထပ်ထူးခြားတစ်ခုကတော့အခု TNL ကမိုးကုတ်နဲ့မိုးမိတ်ကိုနောက်ဆုတ်မယ်ဆိုတာကဟို MNDAA လာရှုကစုတ်တာနဲ့အလားတရံမတူတာကိုကျွန်တော်တွေ့ရတယ်အခုသူတို့စုတ်မယ်ဆိုတာမိုးကုတ်မိုးမိတ်မှာကကျွန်တော်တို့ဟိုမန္တလေး PDF တွေရှိတယ်မိုးကုတ် viewer ရှိတယ်အကုန်လုံးဒါအတူတူတိုက်ခဲ့တာပေါ့နော်အဲ့တော့ PDF တွေရှိနေတဲ့အတွက် PDF တွေရဲ့အခုသတင်းစကားအရဆိုရင်သူတို့ဘာမှညှိနှိုင်းတာလည်းမရှိဘူးဒီတိုင်းပဲစုတ်ပေးမယ်လို့ပြောတယ် TNL ကအဲ့တော့ PDF တွေကဒါကိုပြန်ပြီးတော့မိုးကုတ်နဲ့မိုးမိတ်ကိုချုပ်ကင်ထားမယ်အားလုံးအင်အားတွေစုနေတယ်မန္တလေး PDF ကောအခုမြင်းကြံကကောမိုးကုတ် viewer အားလုံးပေါ့နော်အဖွဲ့တွေအားလုံးအဲ့လိုမျိုးတာစုနေကြတယ်အဲ့လိုလက်မလွတ်ရေး PDF ရဲ့စူးစမ်းမှုကရောဘယ်လောက်ထိအလားအလာရှိလဲဆရာအဲ့ဒီပေါ်ဆရာဘယ်လိုသုံးသပ်ပေးလို့ရမလဲအဲ့တော့အဲ့ဒါရဲ့အလားအလာနဲ့ပတ်သက်ပြီးတော့မပြောခင်မှာတကယ်လို့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့စစ်ကောင်စီကလိုလားတဲ့အတိုင်း TNL ကလွှဲပေးလိုက်တာမျိုးဟာတကယ်ကြတော့သူစစ်ရှုံးတယ်လို့ခုခံမကာကွယ်နိုင်လို့နောက်ပြီးတော့သူ့ကိုညီကိုတိုင်းရင်းသားအင်အားစုတွေဘယ်ဖွဲ့ကမှမကူညီဘဲနဲ့လက်ပိုက်ချိနေလို့ဆုံးရှုံးရတယ်ဆိုတဲ့စိတ်နဲ့ TNL ကအဲ့ဒီခင်းချင်းကိုဖန်တီးလိုက်တာဒါပေမဲ့အဲ့ဒီခင်းချင်းကိုကျွန်တော်တို့ကမကာကွယ်ဘူးဆိုလို့ရှိရင်မန် PDF အနေနဲ့မန်ဒေတာကနေပြီးတော့ကျွန်တော်တို့ဆုတ်ခွာပေးရနိုင်ပါတယ်စစ်ကောင်စီကိုကျွန်တော်တို့မိုးမိတ်ပေးလိုက်ပြီဆိုလို့ရှိရင်မန်းလေးမြို့မြောက်ဘက်မှာရှိနေတယ်နယ်မြေတွေပေါ့ဗျာတပိတ်ချင်းတို့နော်စတဲ့အဲ့ဒီနယ်မြေတွေအားလုံးဟာစစ်ကောင်စီရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားတော့အဲ့ဒါဆိုရင်မန်းလေးတိုင်းရင်းမှာလုပ်နေတဲ့စစ်စင်ကြီးတွေကဘယ်ရောက်သွားတော့မလဲဆိုရင်စကိုင်းမကွေးဘက်ကိုဆက်ပြီးတော့တိုက်ခိုက်တော့မှာပြောချင်တာကတော့အခုအချိန်ကြီးဟာစစ်ရေးအရာပြောရင်ခုနကလို50-50အချိန်ကြီးရှိနေပါသေးတယ်ဒါပေမဲ့မိုးကုတ်မိုးမိတ်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကာကွယ်မှုမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ຫນွေဦးတော်လှန်ရေးရဲ့အသေးနှလုံးဖြစ်တဲ့အညာဒေသတစ်ခုလုံးကိုစစ်တပ်ကဆက်လက်ပြီးလွှမ်းမိုးကြီးစိုးသွားမယ်အလားလားရှိနေပါတယ်ဒါကြောင့်မိုးကုတ်မိုးမိတ်ကာကွယ်ရေးဆိုတာဒေသတစ်ခု
ခုခံကာကွယ်ရေးကိစ္စတက်တယ်မဟုတ်ပါဘူးຫນွေဦးတော်လှန်ရေးအဆုံးဖြတ်ပေးမဲ့ကိစ္စဖြစ်ပါအရေးကြီးတာကအညာဒေသတပ်ပေါင်းစုတရားပေါ်ပေါ်ရေးအတွက်ခွန်လန်းတရားဖြစ်တယ်ဆိုတာမြင်ဖို့တော့ကောင်းပါတယ်ဒါကြောင့်ကျွန်တော်တို့အခုချိန်မှာမိုးကုတ်မိုးမိတ်ဒေသမကြရေးအတွက်ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရယ်မန္တလေး PDF တွေကိုကျွန်တော်တို့အညာ PDF တွေအားလုံးပါဝင်ပြီးတော့ကိုညီတိုက်ခိုက်သွားဖို့လိုအပ်တယ်အဲ့ဒီတိုက်ပွဲရှုံးလို့ရှိရင်ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးအောင်ပွဲရဲ့တော်လှန်ရေးနဲ့ပတ်သက်တဲ့အချိုးအစားပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်မိုးကုတ်မိုးမိတ်ရသွားမယ်မန္တလေးမြောက်ပိုင်းလဲထိန်းချုပ်မှုရှိသွားပြီဆိုတာနဲ့ဒီဘက်နဲ့စကိုင်းမကွေးနယ်ဒီဘက်ကိုဝင်တော့မှာအဲ့တော့ຫນွေဦးတော်လှန်ရေးဟာ50ကနေပြီးတော့80-30ပြန်ရောက်ပါလိမ့်ပြောင်းပြန်ဖြစ်ပါတယ်ဆိုလိုတာကစစ်ကောင်စီကလွှမ်းမိုးတဲ့နယ်မြေ90ရာခိုင်နှုန်းရှိလာပြီးတော့ကျွန်တော်တို့လက်နက်ကင်ဖွဲ့စည်းတွေရဲ့စိုးမိုးတဲ့နေရာဒေသဟာ30လောက်ပဲရှိနိုင်တဲ့အခြေအနေပါအဲ့တော့ပြည်တွင်းစစ်ကတော့ဆက်ရှိနိုင်ပါတယ်ဒါပေမဲ့ຫນွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်တွေကတော့ဆုံးရှုံးသွားပါလိမ့်ဆိုလိုတာကဖက်ဒရယ်ဒီမိုကရေစီမတည်ဆောက်နိုင်ဘူးကျွန်တော်တို့ဆရာနယ်ရှင်စနစ်မပြည့်သိမ်းနိုင်ဘူးမူလပြည်တွင်းစစ်အနေအထားတည်ရောက်ရှိတော့ပါလိမ့်80-30ပြောင်းပြန်အချိုးအစားနဲ့ရပ်တည်ရမယ့်အခြေအနေဖြစ်ပါတယ်လက်နက်ခဲယမ်းအရရှင်ပြိုင်မှုမှာအခက်အခဲရှိနိုင်လားပေါ့အဲ့ဒီပုံမေးတာပါအဲ့ဒီဟာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တင်တာအေးမှာအဝေးပြည့်အမြောက်တွေမရှိပါဘူးကြီးစံလည်းမရှိပါဘူးအဲ့ဒါတွေဘယ်ရတာခြေမွေးရေးတိုက်ပွဲရတာအဲ့တော့ကျွန်တော်တို့အနေနဲ့မျော်လင့်စရာရှိတာစီရေးရအနိုင်တိုက်နိုင်နေဆိုတဲ့ပိုင်းဖြတ်ချက်နဲ့မြင်မာတဲ့စိတ်ဓာတ်နဲ့စစ်ကောင်စီတပ်ကိုကျွန်တော်တို့ခြေမွေးရေးတိုက်ပွဲတွေဆင်မှုဟာကျွန်တော်တို့ရဲ့အဓိကစစ်လက်နဲ့ရေတောင်းမြစ်ဖြစ်ဒါဟာ2029လှုပ်ရှားမှုကလည်းနမူနာပြအခုအေကပြန်တိုက်နေတဲ့သင်္ဘောတွေကိုပြင့်နေတဲ့အမြောက်တွေဟော်ဝေဇာတွေအမြောက်တွေအားလုံးကချိန်မုံလို့ရတာပါချိန်မုံနိုင်တဲ့စိတ်ဓာတ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေမှာရှိပါတယ်ဒါကြောင့်မို့ဒီနေ့ကာလမှာသူမသားကိုမသားအခြေအနေမှာကျွန်တော်တို့ကစိတ်ဓာတ်ရရနော်မြင်မာတဲ့တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ညီညွတ်တဲ့ပေါင်းစုမှုကနေကျွန်တော်တို့အောင်ပွဲတွေကိုဆက်ရယူနိုင်တဲ့အနေအထားရှိပါတယ်အဲ့လိုမှမဟုတ်လို့ရှင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျွန်တော်တို့စစ်ကောင်စီတပ်တွေအခြေပုံးခါရမယ်ကံကြမ္မာနဲ့ရင်ဆိုင်ရမယ်အနေအထားရှိပါအထူးသဖြင့်အညာအမြင်မှာရှိနေတဲ့မြန်မာလက်နက်ကင်အင်အားစုတွေအားလုံးအဲ့ဒီအတွက်စဉ်းစားပြင်ဆင်ကြဖို့လိုတဲ့ချိန်ရောက်နေပြီလို့ကျွန်တော်တို့သုံးသပ်ပါတယ်ကျွန်တော်အမြင်ကတော့ NUG ကြောင်းလည်းကျွန်တော်တို့၄နှစ်လောက်ပြောခဲ့ကြပြီပါ NUG ကစစ်ရေးရအနိုင်တိုက်ဖို့ဆိုရယ်စဉ်းစားချက်ကိုမရှိခဲ့ပါဘူးသူတို့ကနိုင်ငံရေးရနော်ရွေးကောက်ခံပုံကိုယ်တွေဖြစ်တယ်ဆိုတဲ့ကိစ္စနဲ့အရယူပြီးတဲ့အခါမှာသူကနိုင်ငံတကာကအကူအညီတွေကိုစိုးရတရားပုံစံမျိုးနဲ့ရပ်တည်ပြီးတော့ပြည်သူတရားလုံးကနိုင်ငံတကာကနေပံ့ပိုးတဲ့ငွေကြေးတွေကိုဟောသိကံဖြစ်အောင်လုပ်ခဲ့တဲ့အတွက်ဒီနေ့ကာလမှာသူ့တပ်ဖွဲ့တွေကိုစစ်တိုက်ဖို့အတွက်လက်နက်ကြီးစံဝယ်ပေးဖို့စစ်စီပေးဖို့ပတ်စံမရှိတော့ဘူးအဲ့ဒီစင်းကိုလည်းမရှင်းနိုင်ကြတော့ပါဘူးအထွေထွေထိုးစစ်ဆိုတာကိုပြောနေပဲဘာထိုးစစ်မှမလုပ်ပါဘူးအဲ့ဒါကိုအညာကလက်နက်ကင်ဖွဲ့စည်းတွေလည်းသိပါတယ် NUG ကအဲ့ဒါကိုပြုပြင်ရေးလုပ်မယ်ဆိုပေမဲ့ဒီနေ့ချိန်မှာနောက်ကျသွားပါ NUG ပြုပြင်ရေးလုပ်နိုင်စရာအကြောင်းလည်းမရှိပါဘူးနောက်ပြီးတော့အထွေထွေထိုးစစ်လည်းဆင်နွှဲစရာမရှိပါဘူးပြန်လည်ထိုးစစ်တော့လုံးမဲ့စီးပြင်ဆင်မှုနဲ့လှုပ်ရှားမှုကျွန်တော်တခုမှမတွေ့ပါဘူးအဲ့တော့ကိုထူကိုထပဲကျွန်တော်တို့ကဒီတော်လှန်ရေးကိုဆက်ပြီးလုပ်ကြအောင်ပြောချင်တာအညာဒေသမှာရှိနေတဲ့ NUG အောက်ကလက်နက်ကင်တပ်ဖွဲ့တွေလေအခြားသောညီနောင်ဗမာလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့စီရေးရလှုပ်ရှားမှုတွေဆက်လက်ပြီးတော့လှုပ်ဆောင်သွားကြဖို့လိုတဲ့အချိန်ဖြစ်ပါတယ် NUG ဟာသူ့ရဲ့နော်ချင်းရော့ comment တွေဘာတွေကြီးကျယ်တွေရှောက်ပြောနေပဲသူပြောတဲ့အတိုင်းနာဂာနဲ့တိုင်ရင်ကဆယ်ရင်တောင်မရှိပါဘူးနောက်တစ်ခုကအဲ့ဒီအင်အားစုတွေကလည်းပတ်စံရမှာစစ်တိုက်မဲ့အဖွဲ့တွေဖြစ်နေပါတယ်အဲ့တော့ပြောချင်တာကတော့ NUG ရဲ့စီးလှုပ်ရှားမှုတွေအားလုံးကဒီတိုက်ပွဲကြီးကိုဆ
ယ်တင်နိုင်မှုအတွက်နောက်ကျသွားပြီဘာပြုပြင်ရေးမှလုံးလုံးမှမရနိုင်တော့တဲ့အခြေအနေကိုဆက်ရောက်သွားပြီလို့ကျွန်တော်တို့သုံးသပ်ပါတယ်အဲ့တော့သူကောင်းမှုပြုနိုင်တာကတော့တခုပါသူ့စီမှာရှိနေတဲ့တပ်ဖွဲ့တွေနောက်အဲ့ဒီမှာရှိနေတဲ့လက်နက်ခဲယမ်းမိကြောက်တွေအဲ့ဓာတွေကိုအညာမှာရှိနေမြန်မာလက်နက်ကင်တပ်ဖွဲ့တွေကိုလွှဲပြောင်းပေးပြီးလွတ်လပ်စွာသူတို့သဘောဆန္ဒအရသူတို့ပါဝင်ဆောင်ရွက်မှုကို NUG ကတရားဝင်ကျွန်တော်တို့အသိမှတ်ပြုပြီးတော့ဗမာတော်လှန်ရေးတပ်ပေါင်းစုကြီးတရားပေါ်ထွန်းရေးကိုအားပေးတဲ့မှာအဲ့ဒီလိုလဲလုပ်တဲ့မှာအဲ့ဒီအတိုင်းလဲလုပ်ရမှာဖြစ်ပါတယ်အဲ့လိုမပါဝင်လဲရပါတယ်ဒါပေမဲ့အဆုံးသတ်ကတော့အားလုံးစစ်ကောင်စီခြေမုံတာတုတ်တင်တာခါညာမယ်ကံကြမ္မာနဲ့ကြုံလိမ့်မယ်လို့ကျွန်တော်တို့ကြိုးပြီးတော့ခုပြောချင်တာပါမှန်ပါတယ်အဲ့တော့အခုကတော့50ကနေပြီးတော့ကျွန်တော်တို့ဘာပြန်ဖြစ်သွားမလဲဆိုတော့30-80ဖြစ်သွားဆိုလိုတာ88အလွန်ဗမာပြည်ပြည်တွင်းစစ်အနေထားကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်ရှိသွားလိမ့်စစ်ကောင်စီရဲ့လက်စားချေမှုကိုကျွန်တော်တို့အဆုံးတိုင်ကုန်းခံရလိမ့်မယ်လို့ပြောချင်ပါတယ်အဲ့တော့အဲ့ဒီအခြေအနေကြီးအရောက်ခံမလားဒါမှမဟုတ်လို့ရှိရင်ပြန်လည်ခုခံတဲ့စစ်ပွဲကိုအရှိန်အဟုန်မြင့်တင်ပြီးတော့ညီညွတ်တဲ့တပ်ပေါင်းစုဖွဲ့နိုင်မှုကြိုးစားကြမလားဆိုတာကိုအားလုံးကိုမေးမြန်းနေတဲ့အချိန်ခါဖြစ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်